ဘဝမှာခဏခဏဒုက္ခရောက်တယ်ဆိုတဲ့လူတွေကိုသွားကြည့်ကြည့်အခုပြောမဲ့အချက်၃ချက်သူတို့မှရှိတယ်အဲ့ဒီအားနည်းချက်ကြောင့်ပဲသူတို့ဒုက္ခရောက်ရတာနံပါတ်၁အချက်အာနာတတ်တာနေရာတကာအာနာတတ်တဲ့လူမျိုးဦးစင်းတို့လိုလူမျိုးတွေနံပါတ်2အချက်စိတ်မနာတတ်တာကိုယ်ဘယ်လောက်ပဲဒုက္ခတွေပေးဘယ်လောက်ပဲနာကျင်အောင်လှုပ်သွားနောက်တစ်ခါတနာအောင်ပြန်ပြောပြီးမျက်ရည်ကန်ထိုးပြီးပြန်ဝင်လာခဲ့တဲ့အခါမျိုးတွေမှာပြန်လက်ခံတယ်ပြန်ပြီးတော့ဒုက္ခထပ်ရောက်တယ်ပေါ့အဲ့ထက်မှလည်းဦးဇင်းတို့ပါတယ်အဲ့တော့နံပါတ်3ချက်အမှန်အတိုင်းပြောပြတတ်တာကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့တိမ်ငယ်မှုတွေကိုယ့်ရဲ့တောကတွေကိုယ့်ရဲ့ဒုက္ခတွေကိုယ့်ရဲ့အတွင်းရေးတွေကိုကိုယ်လိုပဲလို့ထင်ပြီးကိုယ်လိုပဲရိုးသားလိမ့်မယ်ကိုယ်လိုပဲဖြူစင်လိမ့်မယ်ကိုယ်လိုပဲကောင်းလိမ့်မယ်လို့ထင်ပြီးတော့ပြောပြမိရာကနေအဲ့ဒီအားနည်းချက်တွေကိုခြာနေတော့ကိုဒုက္ခရောက်ရတာပေါ့ဒါကြောင့်ဘဝမှာဒုက္ခခဏခဏမရောက်ချင်ဘူးဆိုရင်အာမနာတတ်အောင်ကြိုးစားပါစိတ်နာနိုင်အောင်ကြိုးစားပါလူတိုင်းပေါ်ကိုမေတ္တာထားပါဒါပေမဲ့လူတိုင်းကိုတော့ကိုယ့်လူကြီးပဲလို့လွယ်လွယ်နဲ့မထင်လိုက်ပါ